get ဆိုတဲ့စကားလုံးကိုအထားကြကြဆရာကြကြ phrasal verb အနေနဲ့သုံးကြည့်အောင် Hello အားလုံးမင်္ဂလာပါ English with Teacher Sasana ဆိုတဲ့ YouTube channel ကနေကြိုဆိုပါတယ်ဒီနေ့မျှဝေပေးချင်တဲ့သင်ခန်းစာလေးကတော့ဒီ get ရဲ့နောက်မှာအခြားစကားလုံးတွေလိုက်ပြီးတော့မှ phrasal verb အနေနဲ့သုံးတယ်ဒီထဲကမှအသုံးလေးများတယ်အသုံးလေးဝင်တယ်ပေါ့နော် get နဲ့ပတ်သက်တဲ့ phrasal verb ၃မျိုးကိုမျှဝေပေးချင်ပါတယ်ပထမဆုံးက get along with သင့်မြတ်တယ်အဆင်ပြေတယ်နောက်ဒုတိယက get over ကျော်လွှားတယ်ပြဿနာတစ်ခုခုကျော်လွှားတယ်တတိယတစ်ခုကျတော့ get through to သူကကျတော့ဆက်သွယ်နိုင်တယ်နားလည်အောင်ပြောနိုင်တယ်เนาะနှစ်ခုအဓိပ္ပာယ်ရတယ်ပထမဆုံး get along with အရင်ဥပမာအနေနဲ့ပြောမယ် I get along with my classmate very well ငါရဲ့တန်းဖော်တွေနဲ့ငါအရန်ကိုအဆင်ပြေတယ် She doesn't get along with her brother သူကသူ့ရဲ့မောင်နဲ့အဆင်မပြေဘူးမသိမြတ်ဘူးပေါ့တယောက်နဲ့တယောက်ကတော့ကစားဖြစ်တယ်အဲ့လိုပုံစံမျိုးပြောနော်မေးကြည့်မယ် Do you get along with your classmates very well မင်းရဲ့တန်းဖော်တွေနဲ့အဆင်ပြေသလားအရင်အဆင်ပြေသလား Now does she get along with her brother သူမရဲ့မောင်နဲ့အဆင်ပြေသလားဟုတ်ပြီနော်အပြောရောအမေးရောရပြီနော်အဖြေဆိုရင်တော့တကူတကဖြေစရာမလိုဘူး Yes I do no I don't ပါပဲเนาะ she ဆိုရင် yes she does no she doesn't ပါပဲเนาะခဏသင်ပေးဖို့ပါတယ်ခုနံပါတ်2က get over ကျော်လွှားနိုင်တယ် he got over his fear of speaking English သူအင်္ဂလိပ်စကားပြောရမှာကြောက်တဲ့စိတ်ဓာတ်ကိုသူကျော်လွှားနိုင်ပေါ့เนาะတခါလေကိုစကားပြောရမှာကိုကြောက်တယ်အဲ့လေကြောက်ကိုသူကကျော်လွှားနိုင်တယ်အခုတော့ပြောနိုင်ပြီပေါ့เนาะပြန်ပြောကြည့်မယ်He got over his fear of speaking English. He got over of his fear of speaking English. It took a long time to get over the bad news. Did he get over his fear of speaking English? သူအင်္ဂလိပ်စကားပြောရမှာကိုကြောက်တဲ့စိတ်ကိုကျော်လွှားနိုင်ပြီလားကျော်လွှားခဲ့သလားနော်ဆိုတော့ဒုတိယတစ်ခါမေးမှဆိုရင် Does it take her a long time to get over the bad news? သူမရင်းစိုးတွေကိုကြော်လွှားနိုင်ဖို့အတွက်အချိန်နဲ့အများကြီးယူရသလားတတိယတစ်ခုကျတော့ get through to နားလည်အောင်ပြောတယ်ဆက်သွယ်နိုင်တယ် I finally got through to my friends after many calls ငါတငယ်ချင်းကအများကြီးဖုန်းခေါ်ပြီးတဲ့နောက်မှာအဆက်အသွယ်ရသွားတယ်အဲ့ဒါကျတော့အဆက်အသွယ်ရတယ် The teacher trying to get through to the student ဆရာကတပည့်တွေကျောင်းသားတွေကိုနားလည်အောင်ရှင်းပြခဲ့တယ်ပေါ့နော်အမေးကြည့်မယ် Did you finally get through to your friends after many calls မင်းအများကြီးခေါ်ပြီးတဲ့နောက်မှာမင်းတကယ်ချင်းနဲ့အဆက်အသွယ်ရပြီလားရခဲ့သလားဆိုတော့နောက်ဒုတိယတစ်ခုက Did the teacher trying to get through to student ဆရာကတပည့်တွေကိုကျောင်းသားတွေကိုနားလည်အောင်ရှင်းပြနိုင်ခဲ့သလားဟုတ်ပါပြီနော်ဒီနေ့ကတော့ဒီလောက်ပါပဲ See you on the next video have a happy life